ငါနာမည်ကလင်းတကြံငါများတာဝါသနာပါတဲ့သူပေါ့ပြီးတော့အချိန်ပြည့်ကျွန်းခံရတဲ့ဝန်ထမ်းတစ်ယောက်လည်းဟုတ်တယ်ဒီနေ့မှာပဲငါအလောက်ကထုတ်ခံလိုက်ရတယ်ရှင်းနှစ်လောက်လှုပ်လာခဲ့တာချက်ချင်းပဲအထုတ်ခံရတာလေရော်ကြီးတောင်တပြားမှမရဘူးအိမ်လက်ခါတောင်တလားစာမပေးနိုင်တော့ဘူးဟဲလိုရွာလူကြီးပြောပါဦးတကြမ်းရီမင်းအမြန်ပြန်လာခဲ့တော့မင်းအဖိုးချော်လဲသွားလို့အခြေအနေတိတ်မကောင်းဘူးအဖိုးဘာဖြစ်လို့လဲကျွန်တော်အခုချက်ချင်းပြန်လာခဲ့မယ်တကြမ်းရွာထိပ်ကချင်းရွှေမြစ်အောက်မှာလှုပ်ဝက်ချက်တစ်ခုရှိတယ်မင်းတေချာပေါက်အဖိုးဘာလို့ဝက်ချက်လဲအဖိုးကြီးကအသက်ကြီးပြီဆိုတော့ချော်လဲတာတော်တော်ဆိုးတယ်တေချာအနားယူဖို့လိုတယ်အနည်းဆုံးတော့တစ်လလောက်ဆေးရုံတင်ရမယ်ဆရာဝန်ကြီးကျေးဇူးတင်ပါတယ်ကုန်ကြစရိတ်ဘယ်လောက်ရှိကျွန်တော်ရှင်းပါမယ်ဒီမြစ်လေးကကျွန်တော်ကလေးဘဝအမှတ်တရတွေအကုန်ရှိတဲ့နေရာလေအသက်၈နှစ်မှာပထမဆုံးငါးများဖူးတာလေဒီမြစ်ထဲမှာပဲကျွန်တော်ဘဝရဲ့ပထမဆုံးငါးကြီးတစ်ကောင်ရခဲ့တာလေဒီမြစ်ထဲမှာပါပဲချင်းရွှေမြစ်ရေမင်းစီမှာဘာလို့ဝက်ချက်တွေရှိနေတာလဲဟေ့ဟိုနေခံမဟုတ်တဲ့ကောင်မင်းဒီမှာဘာလုပ်နေတာလဲဒီချင်းရွှေမြစ်ကိုငါတို့ကန်ထရိုက်ယူထားတာငါတို့ခွင့်ပြုချက်မရှိပဲဘယ်သူမှဒီမှာငါးလာများလို့မရဘူးချင်းရွှေမြစ်ကိုကန်ထရိုက်ယူထားတယ်ဒါကရွာရဲ့အများပိုင်မြစ်လေဘလို့လုံးမင်းတယောက်တည်းကန်ထရိုက်ယူလို့ရမှာလဲပြန်အောင်ပြောရဲသေးတယ်ပေါ့ငါပြောလိုက်မယ်ဒီချင်းရွှေမြစ်ကိုငါကန်ထရိုက်ယူထားတာရွာနဲ့စာချုပ်ရှိတယ်မကျေနပ်ရင်သွားတိုင်လေငါတို့အကိုဝန်ကရွာမှာတခွန်းတည်းပဲမင်းလိုနေခံမဟုတ်တဲ့ကောင်ဝင်ပါစရာမလိုဘူးငါကနေခံမဟုတ်တာမဟုတ်ဘူးငါကအဖိုးလင်းရဲ့မြေးလင်းတကြံပဲမင်းကမြို့မှာအလုပ်လုပ်နေတဲ့လင်းတကြံလားမြို့မှာအဆင်ပြေနေတယ်လို့ကြားပါတယ်ဘလို့ဖြစ်လို့ရွာပြန်လာတာလဲကြွားချင်လို့လားငါရွာပြန်လာတာအဖိုးနေမကောင်းလို့ကြွားဖို့ဆိုတာကတော့ငါအဲ့ဒီလောက်စိတ်မဝင်စားဘူးကဲစကားမများနဲ့တော့ချင်းရွှေမြစ်ကနေအခုချက်ချင်းထွက်သွားမဟုတ်ရင်ငါ့ကိုအပြစ်မတင်နဲ့နော်ဒီနေ့ငါကငါးလာများတာပဲဒီချင်းရွှေမြစ်မှာငါတေချာပေါက်များမှာပဲကောင်းပြောနေတာကိုနားမဝင်ဘူးပေါ့လေညီကိုတို့သူ့ကိုချဆန်းလက်ပါချင်းနဲ့ပေါ့လေဒါဆိုလဲမင်းတို့ကိုပြရသေးတာပေါ့ငါးများသမားတွေရဲ့စွမ်းရည်ဆိုတာဘာလဲဆိုတာကိုမင်းဒါကဘာတိုင်းပညာလဲဒါကတိုင်းပညာမဟုတ်ဘူးဒါကိုချိတ်လွဲပညာလို့ခေါ်တယ်ငါးများသမားတွေရဲ့အခြေခံပညာပဲကောင်းပြီမင်းကတော်တော်တတိရှိတာပဲငါတို့တွေ့ကြသေးတာပေါ့ဝါရှင်ခုနကလှုပ်လိုက်တာအယမ်းမိုက်တာပဲရှင်ကအဖိုးလင်းရဲ့မြေးလင်းတကြမ်းမဟုတ်လားကျမကရွာရဲ့တာဝန်ခံစုရှောင်းမှန်မှာတွေ့ရတာဝမ်းသာပါတယ်တာဝန်ခံစုရှောင်းမှန်လို့ပဲခေါ်ပါဒါနဲ့ရှင်ကခုနကဝမ်မာစီကိုဘယ်လိုလုပ်ရန်သွားစေရတာလဲသူကရွာမှာပိုကြနေတယ်သူဘာတွေလုပ်ခဲ့လို့လဲဒီဝမ်မာစီကလွန်ခဲ့တဲ့3နှစ်ကအဆက်အသွယ်တွေနဲ့ရွာကချင်းရွှေမြင့်နဲ့ငါးကန်တချို့ကိုကန်ထရိုက်ယူလိုက်တာကန်ထရိုက်ယူပြီးသွားတော့သူကရွာသားတွေကိုဒီနေရာတွေမှာငါးဖမ်းခွင့်ပိတ်ပင်လိုက်တယ်ဒါပေမဲ့သူကိုယ်တိုင်ကျတော့လျှက်စစ်ပိုက်ကွန်တွေနဲ့ငါးဖမ်းတယ်အစိတ်တွေနဲ့ငါးဖမ်းတယ်ချင်းရွှေမြင့်ရဲ့ဂေဟစနစ်ကိုအကုန်ဖျက်ဆီးပစ်လိုက်တာဒီလောက်တောင်လုံနေတာကိုရွာကဘယ်သူမှမတားဘူးလားတားတယ်ဘယ်လိုလုပ်တားလို့ရမှာလဲဝမ်မာစီရဲ့ရောက်ဖွားကမြို့ကရေထွက်ပစ္စည်းတထေးကြီးခြံရိုးချိုက်လေရွာကလူတွေကသူ့ကိုမရှင်ရဲကြဘူးချင်းရွှေမြင့်ကကျွန်တော်အဖိုးအကြိုက်ဆုံးနေရပဲသူ့လက်ထဲမှာဒီလိုအဖျက်ဆီးခံလိုက်လို့မဖြစ်ဘူးလင်းတကြမ်းရှင်ဝမ်မာစီကိုစန့်ကျင်ရဲလို့လားကျွန်တော်ချင်းရွှေမြစ်ကိုပြန်ပြီးကြည်လင်လာအောင်လုပ်မယ်ရွာကလူတွေအကုန်လုံးကိုလည်းငါးများခွင့်ပြန်ပေးမယ်ဒါကဘလောက်ကြီးတဲ့ငါကြီးလဲလင်းတကြမ်းမြန်ကျိုးရုပ်မြန်ဖွင့်ကြည့်လိုက်အထဲမှာဘာတွေပါလဲဆိုတာဒီတော့ကအတန်ချေးတက်နေပြီကရိယာ3မှာဖွင့်လို့ရမယ်လင်းမိသားစုငါးများချမ်းဒါကဘာကြီးလဲဒါကငါတို့လင်းမိသားစုရဲ့အမွေနှစ်ပဲအဖိုးကခဏပြောပြဘူးတယ်ဒါပေမဲ့သူပြောတာကဒီစာအုပ်ကပျောက်ဆုံးသွားတာကြာပြီတဲ့ဆိုလိုတာကချင်းရွှေမြစ်ထဲမှာရွာသားတွေမသိသေးတဲ့နေရာတွေငါးတွေအများကြီးပုံနေတဲ့နေရာတွေရှိသေးတယ်ဆိုတာပဲတကယ်လားဒါဆိုဘာကိုဆိုလိုတာလဲဆိုလိုတာကမမစီကန်ထရိုက်ယူထားတဲ့နေရာတွေကိုရှောင်ပြီးငါးများဖို့နေရာတစ်တွေရှာတွေ့နိုင်တယ်ဆိုတာပဲရွာသားတွေကိုခေါ်ပြီးငါးများရင်ကြီးပွားအောင်လုပ်လို့ရပြီလင်းတကြမ်းဒါတကယ်သတင်းကောင်းပဲအဖိုးကျွန်တော်လင်းမိသားစုငါးများချမ်းကိုရှာတွေ့ခဲ့ပြီလိမ္မာလိုက်တဲ့မြေးလေးရှာတွေ့ရင်ပြီးတာပါပဲဒီစာအုပ်ကငါတို့လင်းမိသားစုဘိုးဘွားတွေလက်ဆင့်ကမ်းလာတဲ့ငါးများနဲ့လျှို့ဝှက်ချက်တွေအကုန်ပါတဲ့စာအုပ်ပဲအဲ့ဒီတုန်းကအဖိုးသူ့ကိုကာကွယ်ခြင်းလို့ချင်းရွှေမြစ်အောက်မှာကွက်ထားခဲ့တာအဖိုးဘာလို့ကွက်ထားခဲ့ရတာလဲဘာလို့လဲဆိုတော့လူဆိုးတွေကဒီစာအုပ်ကိုလူကျင်နေလို့လေလူဆိုးတွေဘယ်သူလဲအဲ့ဒါကတော့မြို့ကရေထွက်ပစ္စည်းတထေးကြီးဝမ်မာစီရဲ့ရောက်ပါပဲ
ဒီလူကတကယ်ရက်ဆက်တယ်သူကအစောကြီးကလေးကငါတို့လင်းမိသားစုရဲ့ငါးများချမ်းကိုမျက်စိကျနေတာဒီစာအုပ်အတွက်သူကဘာမဆိုလုပ်ရဲတယ်အဖိုးစိတ်ချပါဒီစာအုပ်ကိုကျွန်တော်တေချာကာကွယ်ထားပါမယ်ပြီးတော့ဒီစာအုပ်ကိုသုံးပြီးရွာသားတွေကြီးပွားလာအောင်လုပ်ပေးမယ်အဖိုးလင်းမတွေ့ရတာကြာပြီနော်ဒီရက်ပိုင်းအဖိုးကျမ်းမာရေးတိတ်မကောင်းဘူးဆိုလို့ကျွန်တော်တမင်လာကြည့်တာလင်းတကြမ်းဟုတ်တယ်မလားအဲ့ဒီစာအုပ်ကိုပေးလိုက်စမ်းမဟုတ်ရင်မင်းအဖိုးဒီညဆေးရုံကနေအသက်ရှင်ရဲထွက်သွားရမှာမဟုတ်ဘူးတထေးချန်ရှင်ကတကယ်အိမ်မက်မက်နေတာပဲကောင်းလေးမင်းတေချာစဉ်းစားတာကောင်းမယ်ဒီဆေးရုံမှာမင်းကိုကာကွယ်ပေးမဲ့သူဘယ်သူမှမရှိဘူးနော်ချန်ယိုချိုက်ခမရတရိတ်ဆန်ကောင်အဲ့ဒီတုန်းကခမရပဲငါသားကိုတတ်ခဲ့တာလေအဖိုးရှင်မပြောလိုက်တယ်ငါအဖေကသူ့တက်လို့တေးရတာလားအဲ့ဒီတုန်းကမင်းဖေကချန်ယိုချိုက်လျှက်စစ်ပိုက်ကုန်တွေတုံးနေတာကိုတီးသွားလို့ချင်းရွှေမြေရဲ့ဂေဟစနစ်ကိုဖျက်ဆီးနေတဲ့အထောက်အထားတွေကိုတွေ့သွားလို့လေချန်ယိုချိုက်ကသူ့လူတွေကိုလွတ်ပြီးမင်းဖေကိုခြောက်ထဲတွန်းချခဲ့တာပြီးတော့မတော်တဆမှုလို့ဖန်တီးခဲ့တာချန်ယိုချိုက်ခမရနဲ့ကျွန်တော်ရန်သူတွေပဲဟုံးကောင်လေးငါပြောလိုက်မယ်ဒီချင်းရွှေမျိုးမှာငါကဘယင်ပဲညီကိုတို့လူဆန်းရက်လိုက်ချန်ယိုချိုက်ရှင်တော်ရဲတင်းနေပါလားငါတို့ရှိထိုးရွာရဲ့နေမြေမှာလာပြီးရန်ကားရဲတယ်ပေါ့ရဲတွေအခုချက်ချင်းရောက်လာတော့မယ်ပြီးတော့ကျမအကုန်လုံးဗီဒီယိုရိုက်ထားတယ်ရှင်လူနာကိုချင်းချောက်တာတွေပစ္စည်းလူတာတွေအကုန်လုံးကျမဖုန်းထဲမှာတက်တည်ရှိတယ်နေဒီကောင်မစုံလေတကြံမင်းကအတွက်တရားမျှတအောင်လုပ်ပေးရမယ်နော်အဖေတားအဖေအတွက်တေချာပေါက်ကလည်းစားချေပေးပါမယ်ပြီးတော့တားချင်းရွှေမြစ်ကိုပြန်ပြီးကြည်လင်လာအောင်လုပ်ပြမယ်လူဆိုးတွေအကုန်လုံးကိုထိုက်တန်တဲ့ပြစ်ဒဏ်ရအောင်လုပ်မယ်လင်းတကြံရှင်ဘာမှမဖြစ်ဘူးမလားကျေးဇူးပါပဲရှောင်းမန်းဒီနေ့မရှိနေလို့တော်သေးတယ်ရွာရဲ့တာဝန်ခံတယောက်အနေနဲ့ရှင်ကိုအပြည့်အဝထောက်ခံပါတယ်ရှောင်းမန်းဒါဆိုငါတို့အတူတူစူးစမ်းကြတာပေါ့ဒါကရိုးရိုးငါးများချမ်းမဟုတ်ဘူးဒါကပြည့်စုံတဲ့ဂေဟစနစ်ငါးဖက်လုပ်ငန်းဆွဲဆောင်ကြမ်းကြီးပဲလုံဝဲရေကန်အနက်ပေတရာမှာဘိုးဘွားပိုင်ငါးများချမ်းကိုတင်စီထားတယ်ကျမ်းကိုရသူဟာချင်းရွှေမြစ်ကိုပိုင်ဆိုးလိမ့်မယ်ကျမ်းကိုရသူဟာချင်းရွှေမြစ်ကိုပိုင်ဆိုးလိမ့်မယ်ကျမ်းကိုရသူဟာချင်းရွှေမြစ်ကိုပိုင်ဆိုးလိမ့်မယ်ချင်းရွှေမြစ်ကိုကာကွယ်ခြင်းနဲ့ဆိုရင်၃ရက်နေရင်လုံဝဲရေကန်မှာလာတွေ့ပါဒီလှုပ်ဝက်ချက်ရှိတဲ့ငါးမြဝါဒနာရှင်ကဘယ်သူများလဲသူကငါးမြဝါဒနာရှင်ဆိုတဲ့အသုံးလုံးကိုသုံးထားတယ်ဒါကငါးမြသမားတွေကြားမှာပဲသုံးတဲ့အခေါ်အဝေါ်လေဒါဆိုရှင်တကယ်ပဲလုံဝဲရေကန်ကိုသွားမှာလားသွားမယ်ပြီးတော့လင်းမိသားစုငါးမြကျန်းကိုပါယူသွားမယ်အဲ့ဒါကအရန်အန္တရာယ်များတယ်နော်တကယ်လို့များရှောင်းမန်စိတ်မပူပါနဲ့ကျွန်တော်ကိုယ့်ဘာသာသိပါတယ်မှတ်ထားပါငါးမြသမားဆိုတာအကျွမ်းကျင်ဆုံးကစောင့်ဆိုင်တာနဲ့အကွက်စင်တာပဲဒီနေရာမှာငါးမြကျန်းမှတ်တမ်းရမနက်9 နာရီကနေ9 နာရီအတွင်းကငါချင်းကြီးတွေအမိဆုံးအချိန်ပဲလာပြီဟာငါးမြကျန်းကတကယ်နာမည်ကြီးတာနဲ့တန်တယ်ငါဖျားကြီးဒါကဒီမနက်ပိုင်းလေးတင်တကြမ်းကငါးကြီးအကောင်20ကျော်တောင်မိထားတာဒါကငါတလားလုံးများတာနဲ့ညီနေပြီပဲတကြမ်းကြီးမင်းရဲ့အရေးချင်းကတကယ်နဲ့ဖျားအစ်စ်မယ်ရွာသူရွာသားတို့ကျွန်တော်တွက်ပြပါမယ်ဒီမနက်ကျွန်တော်ငါးကြီးအကောင်20ကျော်ရခဲ့တယ်ဈေးပေါက်ဈေး1ကီလိုကို15ရွန်နဲ့တွက်ရင်ငါးတကောင်ကိုပြည့်မြတ်3ကီလိုရှိတယ်ဆိုတော့တမနက်ထဲနဲ့ဝင်ငွေ900ရွန်ရှိတယ်တနေ့ကိုအနည်းဆုံး1500ရွန်တလဆိုရင်45သူမြရွန်နော်ဒါကငါတစ်နှစ်လုံးလဲဆိုင်တာထက်တောင်များနေသေးတယ်ရွာသူရွာသားတို့ကျွန်တော်ပြောပြမယ်ချင်းရွှေမြစ်ထဲမှာနောက်ထပ်လှုပ်ဝက်9အောင်9ခုရှိသေးတယ်ကျွန်တော်တို့သာမှန်ကန်တဲ့ငါးများနဲ့ကိုသိရင်လူတိုင်းငါးများပြီးကြီးပွားနိုင်တယ်ဒီစာအုပ်ကကျွန်တော်အဖိုးလက်ဆင့်ကမ်းပေးခဲ့တာကျွန်တော်ဒီထဲကငါးများနည်းတွေကိုအားလုံးကိုအခမဲ့တင်ပေးပါမယ်တကြမ်းငါ့ကိုလည်းတင်ပေးပါတကြမ်းငါ့ကိုကဲပါဦးတကြမ်းမင်းကငါတို့ရွာရဲ့ကျေးဇူးရှင်ကြီးပဲလင်းတကြမ်းဒီကောင်ရုပ်သူကငါရဲ့စီးပွားရေးလမ်းကြောင်းကိုဖျက်နေတာပဲအကိုဝန်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဟုတ်လင်းတကြမ်းကငါးများတက်တယ်မဟုတ်လားကောင်းပြီဒါဆိုငါသူ့ကိုတစ်သက်လုံးငါးများလို့မရအောင်လုပ်ဖြစ်မယ်အကိုဝန်ဆိုလိုတာကဒီညမင်းလူနေနဲ့ခေါ်ပြီးချင်းရွှေမြစ်ကိုသွားငါအတွက်လျှက်စစ်နဲ့ငါးသွားဖမ်းအပြင်းဆုံးလျှက်စစ်ပိုက်ကုန်တွေတုံးပြီးချင်းရွှေမြစ်ထဲကငါးတွေကိုအကုန်တက်ပစ်လိုက်ငါးတွေအကုန်တေကုန်ရင်လင်းတကြမ်းဘလို့များဦးမလဲကြည်ရသေးတာပေါ့အကိုဝမ်းဒါကဥပဒေနဲ့မလွတ်ကင်းဘူးနော်ပြီးတော့ချင်းရွှေမြစ်တစ်ခုလုံးရဲ့ဂေဟစနစ်ပျက်စီးသွားလိမ့်မယ်ဟုတ်ပျက်စီးသွားတော့ကောဘာဖြစ်လဲဘာပဲဖြစ်ဖြစ်ချင်းရွှေမြစ်ကငါဟာမှမဟုတ်တာလင်းတကြမ်းဒုက္ခရောက်ရင်ရပြီရက်လိုက်စမ်းဘယ်သူလဲ
ဘယ်သူလဲအဲ့ဒီမှာကြောက်ချင်းပေါင်ဒီနေ့ငါမင်းနဲ့မင်းနောက်ကဝမ်မာစီကိုတိအောင်လုပ်ပြမယ်ငါမြသမားရဲ့ဒေါသဆိုတာဘာလဲဆိုတာကိုလင်းတကြံမင်းငါကိုထိရဲလားငါပြောလိုက်မယ်ငါရောက်ဖာချန်ယူချိုက်ကွမင်းငါကိုစပင်တပင်ထိတာနဲ့တထေးချံကမင်းကိုအလုပ်ပေးမှာမဟုတ်ဘူးကြောက်ချင်းပေါင်မင်းတို့လျှက်စစ်နဲ့ငါဖမ်းတာကဥပဒေနဲ့မလွတ်ကင်းဘူးငါအစအဆုံးဗီဒီယိုရိုက်ထားတယ်ပြီးတော့ရဲလဲတိုင်ထားပြီးပြီရဲတွေအခုချက်ချင်းရောက်လာလိမ့်မယ်ရဲတိုင်ထားတယ်ပေါ့ဆက်ပြီးရန်ကားနေလိုက်ဦးဒါဆိုရင်လဲမင်းကိုချိတ်လွဲပညာရဲ့ရတာကိုပြရသေးတာပေါ့ဒီလျှက်စစ်ပိုက်ကုံကယွန်းတောင်းကနန်းလောက်တန်တယ်နော်အကိုဝမ်ငါကိုအလုပ်ပေးမှာမဟုတ်ဘူးလင်းတကြံဒီတခါတော့မင်းကျေးဇူးကြောင့်ပဲလျှက်စစ်နဲ့ငါဖမ်းတာကပြင်းထန်တဲ့ပြစ်မှုပဲဒီတခါတော့ကြောက်ချင်းပေါင်တို့အ ਨੇ ဆုံးနှစ်အနည်းငယ်လောက်ထောင်ချလိမ့်မယ်စခန်းမှုလီကျွန်တော်တောင်းဆိုစရာတခုရှိတယ်ပြောလေကြောက်ချင်းပေါင်ကခိုင်းဖက်တက်ပါရဲတပ်ဖွဲ့အနေနဲ့စူးစမ်းဆွဲပြီးသူတို့အုပ်စုလိုက်ကိုဖမ်းဆီးနိုင်မယ်လို့မျှော်လင့်ပါတယ်လင်းတကြံမင်းပြောတာမှန်တယ်ငါတို့ချန်ယိုချိုက်ကိုစောင့်ကြည့်နေတာကြာပြီသူ့ရဲ့အပြစ်ထောက်ထားကိုမမိသေးလို့သာဒီတခါကြောက်ချင်းပေါင်စီကနေတဆင့်တကယ်ပဲသူ့ရဲ့အတိုက်မြုံကိုဖျက်ဆီးနိုင်လိမ့်မယ်လို့ထင်တယ်တကြံမင်းကတကယ်ငါတို့ရွာရဲ့သူ့ရဲ့ကောင်းကြီးပဲတကြံမင်းလိုမြေးမျိုးရှိတာအဖိုးလင်းတကယ်ကံကောင်းတာပဲရွာသူရွာသားတို့အဲ့ဒီလိုမပြောပါနဲ့ဒါကအစပဲရှိသေးတယ်အားလုံးကိုကြီးပွားအောင်လုပ်ပေးမဲ့လမ်းကအရှိကြီးကြံသေးတယ်ဒီနေ့ကျွန်တော်တရားဝင်ကြီးညာချင်ပါတယ်ချီထိုရွာငါးမြသမဝါရမအသင်းကိုဖွဲ့စည်းလိုက်ပါပြီပါဝင်ခြင်းတဲ့ရွာသူရွာသားတွေလက်ညှိုးထောင်ပါကောင်းတယ်ဒီနေ့ကစပြီးငါတို့ကမိသားစုဝင်တွေဖြစ်သွားပြီကျွန်တော်အားလုံးကိုငါးမြနဲ့တင်ပေးမယ်ငါတို့အတူတူရှိထိုရွာကိုနာမည်ကြီးတဲ့ငါးမြပြီးကြီးပွားတဲ့ရွာဖြစ်အောင်လုပ်ကြမယ်လင်းတကြမ်းရှင်မင်းနေပြီလားဒီနေ့ကလုံးဝရေကန်မှာချိန်ထားတဲ့3ရက်မြောက်နေလေဟုတ်သားပဲငါမေးတော့မလို့ကျမရှင်နဲ့အတူလိုက်ခဲ့မယ်မဖြစ်ဘူးအရန်အနေရများတယ်ရှင်ရွာမှာပဲနေခဲ့ပါလင်းတကြမ်းရှင်ကျမကိုအထင်မသေးနဲ့ကျမကရွာရဲ့တာဝန်ခံလေရွာသားတွေကိုကာကွယ်ဖို့ကကျမရဲ့တာဝန်ပဲပြီးတော့တခုခုဖြစ်ရင်ကျမကူညီနိုင်သေးတယ်ကောင်းပြီဒါဆိုငါတို့အတူတူသွားကြတာပေါ့နေရာကောင်းပဲလင်းတကြမ်းမင်းနောက်ဆုံးတော့ရောက်လာပြီပဲအဖိုးကြီးကမင်းကိုစောင့်နေရတာတော်တော်ကြာနေပြီတခင်ကြီးခမ ्या ကတကယ်တော့ဘာတူလဲကျွန်တော်ကိုရှာတာဘာကိစ္စရှိလို့လဲခမ ्या ကဟာလင်းတကြမ်းအဖိုးကြီးကငါးမြလောက်ကမှဟေးယူတခင်ကြီးလို့နာမည်ကြီးတယ်အဲ့ဒီတုန်းကမင်းအဖိုးကအဖိုးကြီးရဲ့အကောင်ဆုံးဂျူနီယာညီလေးပဲအခုအဖိုးကြီးမင်းကိုလာရှာတာကကဘာတုံလောက်တဲ့ကိစ္စကြီးနှစ်ခုအတွက်ပဲကိစ္စကြီးနှစ်ခုပထမတစ်ခုကအဖိုးကြီးကိုယ်တိုင်မင်းကိုတပည့်ရင်အဖြစ်လက်ခံမယ်အဖိုးကြီးရဲ့တက်တာငါးမြပညာတွေအကုန်လုံးကိုမင်းကိုသင်ပေးမယ်ဒါဆိုဒုတိယကိစ္စကချင်းရွှေမြစ်တစ်ခုလုံးနဲ့ချင်းရွှေမျိုးနယ်တစ်ခုလုံးကလူသိန်းချီရဲ့အသက်အန္တရာယ်နဲ့သက်ဆိုင်တယ်အဲ့ဒီချန်ယိုချိုက်ကချင်းရွှေမြစ်အထက်ပိုင်းမှာကြောက်စရာကောင်းတဲ့အစိတ်ပြုံတစ်ခုဆင်ထားတယ်9ရက်အတွင်းမှာချင်းရွှေမြစ်တစ်ခုလုံးကငါးတွေရောရေတွေပါအကုန်စိတ်ဖြစ်သွားလိမ့်မယ်အဲ့ဒီအချိန်ကျရင်ချင်းရွှေမျိုးနယ်တစ်ခုလုံးကတက်ရှိတွေအကုန်လုံးတည်ကြည်ပျက်စီးရလိမ့်မယ်ချင်းရွှေမြစ်အထက်ပိုင်းမှာဓာတုဗေဒစက်ရုံတစ်ခုလှုပ်ဝက်ဆောက်ထားတယ်ဒီဓာတုဗေဒစက်ရုံကပြင်းထန်တဲ့အစိတ်ရှိတဲ့ဓာတုဆေးရည်တွေကိုတည်တံ့ထုတ်လုပ်နေတာ9ရက်နေရင်သူကဒီအစိတ်တွေကိုချင်းရွှေမြစ်ထဲကိုအကုန်စွန့်ပစ်တော့မယ်ဒါကတကယ်ယူသွတ်လုံးနဲ့လုပ်ရက်ပဲချန်ယိုချိုက်ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်နှစ်ခုရှိတယ်ပထမတစ်ခုကချင်းရွှေမြစ်ထဲကငါးတွေအကုန်လုံးကိုအစိတ်ခတ်တတ်ဖို့ရှီထိုရွာကိုငါးများပြီးကြီးပွားလို့မရအောင်လုပ်တာပဲဒုတိယတစ်ခုကငါးတွေအကုန်တည်သွားရင်သူကအရန်တက်တာတဲ့ဈေးနှုန်းနဲ့ချင်းရွှေမြစ်တစ်ခုလုံးကိုကန်ထရိုက်ယူမယ်ပြီးရင်သူ့ရဲ့ဓာတုမွေးမြူရေးကိုလုပ်မယ်မတမာတဲ့ငွေတွေရှာမယ်ချန်ယိုချိုက်ခမ ्या ကတိရစ္ဆာန်ထက်တောင်ဆိုးသေးတယ်ဆရာကျွန်တော်တို့ဒီအန်ဒီယေကိုဘယ်လိုဖြေရှင်းကြမလဲလင်းတကြမ်းအဖိုးကြီးကချန်ယိုချိုက်ရဲ့အကြံစီကိုအစောကြီးကလေးကတီးထားတာအဖိုးကြီးကဒီ9ရက်အတွင်းမှာတက်တာတင်ယူထားတာတွေအကုန်လုံးကိုမင်းကိုတင်ပေးမယ်9ရက်ပြည့်ရင်ငါတို့ပူပေါင်းပြီးချန်ယိုချိုက်ရဲ့အကြံစီကိုဖွင့်ချမယ်ဆရာတပည့်လင်းတကြမ်းဆရာကိုကြောက်ပါတယ်ဟာအဖိုးကြီးကအဲ့ဒီတုန်းကမင်းအဖိုးနဲ့ညီကိုလိုခင်ခဲ့တာဒီနေ့မင်းကိုတပည့်အဖြစ်လက်ခံလိုက်ပြီမင်းအဖိုးရဲ့ကျေးဇူးကိုဆက်လိုက်တာလို့သဘောထားလိုက်ပါမယ်လင်းတကြမ်းငါးမြချင်းရဲ့အမြင့်ဆုံးအဆင့်ကမျက်စိနဲ့ကြည့်တာမဟုတ်ဘူးနားနဲ့နားထောင်တာပဲရေစီးတန်လေတိုက်တန်ကိုနားထောင်ရေအောက်ကငါးတွေရဲ့အသက်ရှူတန်ကိုနားထောင်ဆရာငါးတွေကဘယ်လိုလုပ်အသက်ရှူတန်ရှိမှလဲမျက်လုံးမိတ်လိုက်ပြီးတော့စိတ်ငြိမ်ထားပြီးနားထောင်ကြည့်ဆရာကျွန်တော်ရေအောက်ကနေထူးဆန်းတဲ့အတန်တွေကြားရတယ်အဲ့ဒါကငါးတွေရေအောက်မှာအစာစားနေတဲ့အတန်ပဲဒီအတန်ကိုနားထောင်ပြီးငါးရဲ့ဒီနေရာကိုခံမှန်းလို့ရတယ်အရွယ်စားနဲ့အမျိုးအစားကိုပါသိနိုင်တယ်လင်းတကြမ်းဟိုပန်းသီးကိုချိန်နဲ့လှမ်းဆွဲလိုက်မီတာ100လောက်ဝေးတယ်နော်ဆရာဒါမဖြစ်နိုင်ပါဘူးမင်းအရင်စမ်းကြည့်လိုက်ဆရာတပည့်မလုံနိုင်ဘူး
မင်းအားသုံးတာမှားနေတယ်တများပြစ်တာကလက်မောင်းကိုအားပြုရတာမဟုတ်ဘူးခါကိုအားပြုရတာတကိုယ်လုံးညီညွတ်အောင်လုပ်ရတာဆရာရှင်ကတကယ်နဲ့ဖျားပဲလင်းတကြမ်းမင်းကအဖိုးကြီးထင်ထားတာထက်တောင်ပိုပြီးမြန်တက်တယ်လင်းတကြမ်းဒီညကအစိတ်တွေစွန့်ပစ်မဲ့ညပဲငါတို့ဒီညချန်ယူချိုက်စီကနေဥပဒေချိုးဖောက်တဲ့ခိုင်လုံတဲ့တက်တွေကိုရအောင်ယူရမယ်ဆရာကျွန်တော်ဘယ်လိုလုပ်ရမလဲမင်းစုရှောင်းမန်ကိုခေါ်ပြီးဓာတုဗေဒစက်ရုံကိုသွားအစိတ်စွန့်ပစ်နေတဲ့ဗီဒီယိုကိုရိုက်ခဲ့အဖိုးကြီးကအပြင်ကနေမင်းတို့ကိုစောင့်နေပေးမယ်လင်းတကြမ်းမကောင်းတော့ဘူးရွာမှာပြဿနာတက်ပြီးဘာဖြစ်လို့လဲဝမာစီကလူဆယ်ကနန်းလောက်ခေါ်လာပြီးရှင့်အဖိုးနေတဲ့ဆေးရုံကိုဝိုင်းထားတယ်သူကချင်းချောက်တယ်ရှင်ဒီညဓာတုဗေဒစက်ရုံနာကိုသွားရဲရင်ရှင့်အဖိုးကိုဒီညအသက်ရှင်ရမထားဘူးတဲ့ဘာအဖိုးဆရာဒါဘယ်လိုလုပ်မလဲအဖိုးကိုဘာမှအဖြစ်ခံလို့မရဘူးနော်လင်းတကြမ်းဒါကချန်ယိုချိုက်ရဲ့ကြားကိုတောင်ပေါ်ကဆင်းအောင်လုပ်တဲ့အကြံစီပဲသူကမင်းကိုအာယုံလွှဲချင်နေတာဒါဆိုဆရာကျွန်တော်ဘယ်လိုရွေးချယ်ရမလဲလင်းတကြမ်းမင်းမှတ်ထားရမှာကငားများတဲ့နေရာမှာအရေးကြီးဆုံးကစိတ်ငြိမ်ဖို့ပဲချန်ယိုချိုက်ကမင်းလန့်သွားမယ်လို့လောင်ထားတာမင်းလန့်သွားတာနဲ့သူနိုင်သွားပြီဆရာတပည့်နားလဲပါပြီရှောင်းမန်းမင်းအခုချက်ချင်းစခန်းမူလီကိုသွားကြောင်းချသူ့ကိုလူခေါ်ပြီးဆေးရုံကိုအဖိုးကိုသွားကာကွယ်ခိုင်းလိုက်ဆရာဓာတုဗေဒစက်ရုံဘက်အတွက်တပည့်မှာအကောင်းဆုံးအစီအစဉ်ရှိတယ်ဒီတစ်ခါတော့ကျွန်တော်ချန်ယူချိုက်ကိုသူ့ဘာသာသူထောင်ထဲဝင်သွားအောင်လုပ်ပြမယ်တကြမ်းဒီဓာတုဗေဒစက်ရုံကလုံခြုံရေးအရန်တင်းကျပ်တာငါတို့ဘယ်လိုဝင်ကြမလဲအရှိပေါက်ကနေဝင်လို့မရရင်ရေလန်းကနေသွားမယ်ရေလန်းဓာတုဗေဒစက်ရုံကအစိတ်တွေစွန့်ပစ်ဖို့အတွက်မြေအောက်အစိတ်ရေစင်းပိုက်တစ်ခုကိုတီးတက်ဆောက်ထားတယ်ချင်းရွှေမြစ်စီကိုဓာတ်ရိုက်ဆက်ထားတာဒီပိုက်ကနေဝင်သွားရင်ငါတို့ဓာတုဗေဒစက်ရုံရဲ့အတွင်းပိုင်းထိဓာတ်ရိုက်ဝင်သွားလို့ရပြီဒါကဆရာပေးထားတဲ့ဓာတုဗေဒစက်ရုံရဲ့အသေးစိတ်မြေပုံပဲဆရာကဒီဓာတုဗေဒစက်ရုံကိုစုံစမ်းနေတာနှစ်အတော်ကြာပြီဒီညတော့ချန်ယိုချိုက်ရဲ့ပြစ်မှုတွေအကုန်လုံးကိုလူတိုင်းရှိမှဖော်ထုတ်ပြမယ်တေချာနားထောင်ဒီည12နာရီတိတိမှာရေကန်တွေအကုန်လုံးကနေတပြိုင်နက်တည်းဆွန့်ပစ်မယ်12နာရီအတွင်းမှာချင်းရွှေမြစ်တစ်ခုလုံးကငါးတွေအကုန်လုံးတေကုန်လိမ့်မယ်ငါးတွေအကုန်တေသွားရင်ငါကအနှိမ့်ဆုံးဈေးနှုန်းနဲ့ချင်းရွှေမြစ်တစ်ခုလုံးကိုကန်ထွက်ယူမယ်အဲ့ဒီအချိန်ကျရင်ချင်းရွှေမြို့နယ်တစ်ခုလုံးကငါချန်ယိုချိုက်ရဲ့လက်အောက်ရောက်ပြီဟာတတိချန်ညံကောင်းလာကြည်လားချန်ယိုချိုက်ဒီတခါတော့ခမားတေပြီးသားမှတ်မင်းရဲ့မြေဖြစ်သူကိုပဲအပြစ်တင်လိုက်သူကဝင်မပါတင်တာကိုဝင်ပါနေလို့ဝမ်မာစီလက်မြောက်ထားမင်းတို့ကိုဝိုင်းထားပြီးရဲတွေဘယ်လိုလုပ်ဒီလောက်မြန်တာလဲစွန့်ပစ်လိုက်ချန်ယိုချိုက်ခမားကိုဝိုင်းထားပြီးခမားရဲ့ပြစ်မှုကျူးလွန်ထားတဲ့တပ်တွေအကုန်လုံးဒီမှာရှိတယ်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းတို့ဘယ်လိုလုပ်သိတာလဲချန်ယိုချိုက်ခမားခုနကပြောသွားတဲ့စကားတိုင်းကိုကျွန်တော်အကုန်လုံးရိုက်ကူးထားတယ်တထေးချန်ဒီတခါတော့ခမားတည်ပြီးသားမှတ်ဒီဓာတုဗေဒစက်ရုံရဲ့မြေအောက်မှာရန်ဗီလူကီလို100မြုပ်ထားတယ်ငါဒီကလုတ်ကိုနှိပ်လိုက်တာနဲ့ဓာတုဗေဒစက်ရုံတစ်ခုလုံးကအစိတ်တွေအကုန်လုံးချင်းရွှေမြစ်ထဲကိုစီးဝင်သွားလိမ့်မယ်အဲ့ဒီအချိန်ကျရင်ချင်းရွှေမြို့နယ်တစ်ခုလုံးကလူသိန်းချီငါနဲ့အတူအသေးခံရလိမ့်မယ်ဟင်းဒါမဖြစ်နိုင်ဘူးတထေးချန်ဒါကငါးမြသမားရဲ့စွမ်းရည်ပဲဆရာတင်ပေးလိုက်တဲ့ချိတ်လွဲပညာကဒီနေ့တော့အသုံးဝင်သွားပြီသူ့ကိုဖမ်းလင်းတကြမ်းငါမင်းနဲ့အပြီးမတက်သေးဘူးတထေးချန်ခမားဒီတသက်တော့အထဲမှာပဲနေရတော့မယ်ကိုပဲပို့ပြီးဂယုစိုက်ပါတကြမ်းဒီတခါတော့မင်းကျေးဇူးကြောင့်ပဲချန်ယိုချိုက်ကိုအမြင့်ပြတ်ရှင်းလင်းနိုင်ခဲ့ပြီတကြမ်းအဖိုးနဲ့အဖေရဲ့ကလဲစားကိုမြေးလေးကခြေပေးခဲ့ပြီးချင်းရွှေမြစ်ကိုလည်းကာကွယ်နိုင်ခဲ့ပြီကောင်းတယ်တားရီမင်းကောင်းကင်ဘုံကနေမြင်ရရဲ့လားငါတို့လင်းမိသားစုကမင်းအတွက်ကလဲစားခြေပေးနိုင်ခဲ့ပြီတကြမ်းအဖိုးမှာဆန္ဒတစ်ခုရှိသေးတယ်အဖိုးပြောပါအဖိုးကချင်းရွှေမြစ်ကိုအရင်လိုပြန်ပြီးကြည်လင်လာစေချင်တယ်အဖိုးကရွာသူရွာသားတွေအကုန်လုံးကိုကောင်းကောင်းမွန်မွန်နေစေချင်တယ်အဖိုးရဲ့ဒီတသက်မှာတစ်ခုတည်းသောဆန္ဒကရှီထိုရွာလေးတိုးတက်လာဖို့ပဲအဖိုးစိတ်ချပါမြေးလေးကရှီထိုရွာကိုအလှပဆုံးဖြစ်အောင်လုပ်ပေးမယ်လို့ကတိပေးတယ်အချမ်းသာဆုံးရွာလေးဖြစ်လာစေရမယ်ရွာသူရွာသားတို့ဒီနေ့ကျွန်တော်တို့ရွာလုံးကျို့အစည်းအဝေးခေါ်တာတရားဝင်ခန့်အပ်ဖို့ပါလင်းတကြမ်းကိုရှီထိုရွာငါးမြသမဝရမအတင်းရဲ့ဥက္ကဋ္ဌအဖြစ်ခန့်အပ်ပါတယ်ကောင်းတယ်
ဒါပေမဲ့ဒါကအစပဲရှိသေးတယ်တကယ်တမ်းအားလုံးကိုကြီးပွားအောင်လုပ်ပေးမဲ့လမ်းကအရှိကြီးကြံသေးတယ်ဒီနေ့ကျွန်တော်ရှိထိုရွာရဲ့ငါးများပြီးကြီးပွားမဲ့စီမံကိန်းကိုတရားဝင်ကြီးညာပါတယ်ပထမအဆင့်ကိုတရားဝင်စတင်ပါပြီပထမအဆင့်ကတော့တရွာလုံးငါးများနည်းပညာကိုတူညီစွာသင်ယူရမယ်ကျွန်တော်ကိုယ်တိုင်လက်တွေ့သင်ပေးပါမယ်ဒုတိယအဆင့်ကတော့တရွာလုံးငါးများမဲ့နေရာတွေကိုတူညီစွာတည်ဆောက်ရမယ်ချင်းရွှေမြစ်ကငါးအုံ9ခုကိုအကုန်လုံး professional ငါးများနေရာတွေဖြစ်ပြောင်းလဲပြင်မယ်တတိယအဆင့်ကတော့အပြင်ကိုကြော်ညာရမယ်ချီထိုရွာကိုနိုင်ငံတော်ဝန်နာမည်ကြီးတဲ့ငါးများစခန်းအဖြစ်ဖန်တီးမယ်နိုင်ငံတော်ဝန်ကငါးများဝါသနာရှင်တွေအကုန်လုံးကျွန်တော်တို့ချီထိုရွာကိုလာပြီးငါးများကြအောင်လုပ်မယ်တောင်းပန်ပါတယ်ခင်ဗျားကမစ္စတာလင်းတကြံလားဟုတ်ပါတယ်ခင်ဗျားကကျွန်တော်ကပြည်내ရုပ်သံလိုင်းရဲ့ကြီးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ရဲ့ဒရိုက်တာချုပ်ပါဒရိုက်တာကျန်းမင်းညကချန်ယိုချိုက်ကိစ္စကသတင်းနဲ့ပါသွားပြီခင်ဗျားကအခုနာမည်ကြီးဆုံးငါးများကြီးလက်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းဆောင်ဖြစ်နေပြီမစ္စတာလင်းကျွန်တော်ကဌာနမှူးရဲ့အမိန့်နဲ့ခင်ဗျားကိုတီးတန့်လာရှာတာပါရုပ်သံလိုင်းကခင်ဗျားနဲ့ရှိထိုရွာအတွက်မှတ်တမ်းရုပ်ရှင်တစ်ခုတီးတန့်ရိုက်ဖို့ဆုံးဖြတ်လိုက်တယ်ပြီးတော့ထိတ်တန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတော်တော်များများကလည်းကျွန်တော်တို့ကိုသူတို့ဘာသာဆက်သွယ်လာတယ်သူတို့ကခင်ဗျားအတွက်ယွန်တန်း90ရင်းနှီးမြှုပ်နှံခြင်းတဲ့တန်း90ဟုတ်တယ်တန်း90ရှိထိုရွာကိုငါးများခီးသွားစခန်းအဖြစ်ဖန်တီးဖို့တီးတန့်သုံးဖို့အတွက်ပါဒါပေမဲ့သူတို့မှာစီကံချက်တစ်ခုတော့ရှိတယ်ဘာစီကံချက်လဲဒီစီကံချက်ကပြောရရင်တော့လွယ်တယ်တကယ်လို့ဖို့ကြတော့ခက်တယ်သူတို့ကခမားကိုတောင်းဆိုထားတာကနောက်လာမှာကျင်းပမဲ့ငါးများပြိုင်ပွဲမှာမဖြစ်မနေချန်ပီယံဆုရရမယ်တဲ့ငါးများပြိုင်ပွဲမှာထိပ်တန်းငါးများဆရာတွေအကုန်ဆုံးပါလေငါလိုတာမန်ကြီးလက်ကငါးများဝါသနာရှင်တွေကတကယ်ပဲချန်ပီယံဆုရနိုင်ပါမလားတကြမ်းရီအရန်ကြီးလဲမကြိုးစားပါနဲ့ကျမ်းမာရေးကအဓိကပဲတကြမ်းဒါလေးယူသွားဦးလေးလင်းတေချာပေါက်ချန်ပီယံဆုရအောင်လုပ်နော်ကျွန်တော်တို့အားလုံးဦးလေးအတွက်ဂုဏ်ယူနေတယ်ဒါဘဲကလာတဲ့တောသားလဲဒီလိုအသုံးဆောင်မျိုးနဲ့ပြိုင်ပွဲကိုလာရဲသေးတယ်ဒီတစ်ချိန်ပြိုင်ပွဲကတော့ငါးကြီးဖမ်းပြိုင်ပွဲနောက်ဆုံးပို့လူပွဲပါပထမအဆင့်ကမြန်နှုံးမြင့်ငါးဖမ်းပြိုင်ပွဲအချိန်တစ်နာရီကန့်သက်ထားပါတယ်ငါးအကောင်ရဲ့အများဆုံးရသူကနောက်တစ်ဆင့်ကိုတက်ရမှာပါအာဒါကမြောင်းကျန်းဒေတာရဲ့ရှေးဟောင်းလှုပ်ဝက်ပညာပဲပြိုင်ပွဲဝင်ကြောက်ကလှုပ်ဝက်ပညာသုံးပြီးငါးအုပ်ကိုထိန်းချုပ်နေတာဒါကတော့တကယ်ကိုအကြီးအကျယ်ထိုးနှက်ချက်ပဲဒီလူကယူနေတာလားအချိန်10မိနစ်တောင်ကုန်သွားပြီလေတကယ်ပဲလူစုံအောင်လာဖြစ်ပေးတာပဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲသူကလှုပ်ဝက်ပညာဘာတစ်ခုမှမသုံးထားဘူးငါးတွေရဲ့တဘာဝကိုနားလည်မှုတက်တက်နဲ့တင်လှုပ်သွားတာဒုတိယအဆင့်ငါးကြီးဖမ်းပြိုင်ပွဲရဲ့စီးမြင့်ကအချိန်3နာရီကန့်သက်ထားတယ်အလေးချိန်အများဆုံးငါးတကောင်ဖမ်းနိုင်သူကအနိုင်ရမှာပါဒီတစ်ဆင့်ကနီးပညာကိုရှင်းပြိုင်တာတင်မကဘူးဇွဲလုံးလောက်ဉာဏ်ပညာနဲ့အသုံးဆောင်တွေကိုပါရှင်းရမှာပါပြိုင်ပွဲဝင်တော်တော်များများကသူတို့တင်စီထားတဲ့လှုပ်ဝက်လက်နက်တွေကိုထုတ်လာကြပြီးကျန်းနာဖုံကငကားကြောငါးများကျုပ်ကိုပြောင်းတက်လိုက်ပြီးကားကိုတောင်ဆွဲနိုင်တယ်လို့နာမည်ကြီးတာစူးဝမ်ချန်က2000ချီတန်မဏိငါးများချိတ်ကိုထုတ်လိုက်ပြီးအင်မတန်မှထက်မြက်တယ်စူးဝမ်ချန်ကမြစ်ထဲကနေအေးဆက်တဲ့အလင်းရောင်ထွက်နေတဲ့ငါးများချိတ်တစ်ခုကိုထုတ်လိုက်တယ်အင်မတန်မှထက်မြက်တယ်အင်းလုံးကြီးရွာကဒန္တာရီထဲမှာပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့တားမြစ်စီပဲမိုင်းတရာပတ်လေကငါးကြီးတွေကိုဆွဲဆောင်နိုင်တယ်ဒါကစီးမြင့်ချိုးဖောက်တာလေ236ချင်းပြိုင်ပွဲစံချိန်တစ်ပါ308ချင်းပြိုင်ပွဲစံချိန်ကိုချိုးသွားပြီးကမ္ဘာစံချိန်ကိုပါချိုးသွားပြီးနောက်ဆုံးရလဒ်အနေနဲ့လင်းတကြမ်းကအမျိုးသားငါးများပြိုင်ပွဲရဲ့ချန်ပီယံဆုကိုစုခူးသွားပါတယ်လှပတဲ့ချင်းရွှေမြစ်လေးတစ်စင်းရှိတယ်အဲ့ဒီကငါးတွေကအသိဉာဏ်ရှိတယ်အဲ့ဒီကလူတွေမှလည်းဇလန်းကိုစီရှိကြတယ်
အားလုံးကိုရှိထိုရွာလေးစီအလဲလာဖို့ဖိတ်ခေါ်ပါတယ်ငါနောက်ဆုံးတော့အားလုံးကိုဥဆောင်ပြီးလုပ်နိုင်ခဲ့ပြီလူတိုင်းကကိုဘဝနဲ့ကိုပို့ပြီးကောင်းမွန်လာကြပြီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဇာတ်လမ်းတွေထပ်တင်နိုင်ဖို့အတွက်လည်း KYK Movie Box Channel လေးကို Subscribe လုပ်ပေးကြပါဦးအားလုံးကိုချစ်ပါတယ်